ဒိုင်နိုဆောတွေဖြစ်ပေါ်လာခြင်းဒိုင်နိုဆောဆိုတွေမှာအာကိုဆောအမျိုးအစားတော်တော်တစ်မျိုးဖြစ်တယ်မီဆိုဆိုရဲ့ကာလာအတွင်းမှာကုန်းပေါ်မှာအများကြီးရှိတဲ့တရဝါတွေဖြစ်တယ်ဒိုင်နိုဆောဆိုတဲ့စကားလုံးမှာဒီပါလာစကားကနေဆင်းသက်လာပြီးကျောင်းမပွဲရာပုတ်တင်ညို့ဟိုအဓိပ္ပာယ်ရအင်္ဂလိပ်လူမျိုးဇီဝဗေဒပညာရှင်ရေးချအိုဝင်က1842ခုနှစ်အတွင်းမှာတည်ထွင်ခဲ့တယ်ဖြစ်တယ်ဒိုင်နိုဆောများကိုလွန်ခဲ့တဲ့နှစ်တန်းပေါင်း230ခန်းက Triassic ခေတ်ကြောက်ပြည့်ရုပ်ချင်းများကအဆိုပြုတွေ့ရှိရတယ်။ Jurassic ခေတ်အစောပိုင်းတွင်သူတို့ဒီကုန်းမြင့်ပေါ်ကဒေတာအများစုတွင်လမ်းမိုးလာခဲ့။သူတို့ဒီလွန်ခဲ့တော့နှစ်ပေါင်း65တန်းခန့်ကရှိလာခဲ့ကြပြီးရုပ်တရက်မျိုးတုံးပြောက်ကွယ်သွားခဲ့ကြတယ်။နတ်များသည်တာရိုဘော့ဒိုင်နိုဆောများမှဆင်းသက်လာကြပြီးကုန်းမြင့်ပေါ်ရှိဒိုင်နိုဆောများအားလုံးမှာမျိုးတုံးပြောက်ကွယ်သွားပြီဖြစ်တယ်။ခန္ဓာဗေဒအရပြောရမယ်ဆိုဒိုင်နိုဆောဒီအာကိုဆောမျိုးနွယ်စုတစ်ခုဖြစ်တယ်ပုတ်တင်ဤဘေးသို့ကားထွက်နေတော့6တောင်မျိုးဒိုင်နိုဆော၌မတွေ့ရပြီဒိုင်နိုဆော၌ပေါင်ရိုးဤပုံသဏ္ဍာန်ပြောင်းလဲသွားသည်ပေါင်ရိုးဒီတင်မအယိုးနှင့်တောင်းမှန်ချိတ်ဆက်ထားသဖြင့်မတ်မတ်လျှောက်နိုင်မိချောင်းခြေတော်များသည်လည်းမတ်မတ်လျှောက်နိုင်တော်လည်းပေါင်ရိုးဒီမတ်မတ်လျှောက်နိုင်တော့လည်းပေါင်ရိုးဒီတင်မအယိုးအောင်တက်တက်မှချိတ်ဆက်ထားခြင်းဖြင့်တိုင်လုံးကဲ့သို့ထောက်ပံ့ထားခြင်းသာဖြစ်တယ်ဒိုင်နိုဆောဒီအထက်တွင်ပေါ်ပြခဲ့တဲ့ကဲတော့မမတ်လမ်းလျှောက်နိုင်သည်နောက်ခြေကိုပုံမစာအားပြုသည်ဆိုတော့6တော့ဒီမမတ်လမ်းလျှောက်လုံနာမကချင်းတော်ချောင်းဖြင့်မတ်တက်လည်းလျှောက်ပေသည်ရှားရှိလာတော့တော်လက်ဖြက်လက်ဒီလှုပ်ရှားနိုင်စွမ်းသည်ဒိုင်နိုဆောအောင်မြင်ရခြင်းတော့ချက်ဖြစ်တယ်ကဲကျေးဇူးပါဒီနေ့အားပေးခြင်းအားပေးမအားပေးခြင်းမအားပေးပါ